မှာဗါလဲကျွန်တော်မှတ်မိပါတယ်နည်းနည်းဟိုလေးလွတ်လိုက်ပေလေကတနံပါလေကတနံပေလေကတနံဘဝတဘာတို့ကြောက်သွားတော့မောင်တို့အာရေးစုငါသေးနေပြီနော်အခုမှသင်မှန်းသိဟမ်ဆင်းလေမညိုမောင်ဆင်းလေမညိုမောင်ပင်ဝင်ရုံလေးယူတိတ်တယ်ကွယ်ရေးငွေမြောက်တောင်ကိုယ်ကမှကိုကြားရတာမသိဒီကိုရဲ့မောင်အမေဒီကိုရဲ့မောင်ဟိုတောင်ကစခန်းဘယ်တအားမနာဘူးဗျာဒီကိုရဲ့မောင်ဟိုတောင်ရောစခန်းအသက်မှထွက်သွားပါဦးမယ်ရွှေဦးတော်ရဲ့မြန်သားလာရဲ့ကွယ်စိတ်ညစ်ဖို့ကောင်းလိုက်တာရွှေဦးတော်ရဲ့ကငဲ့အပေါင်းရဲ့မြန်သားလာရဲ့ကွယ်တဲ့ဒီမိသားတော်နဲ့သူကတခြားစီကုန်းခွဲနာတော့ပါတဲ့စခန်းဒီကမောရေကျွင်းကရေကြီးတော်များရှားပြီးတော့ဆက်တာကျင်နေဆိုပါတော့အမေမင်းသားစိတ်ဝင်နေတာဗျငါရဲ့ကြီးကျွင်းကြီးကနေကျွန်းမင်းကကြီးမှကျွန်းဖြစ်တာကိုနေကျွန်းကြီးကအိမ်ပြန်စကားကြလို့ဒီနေရာမှာစက်တော်ခေါ်စေခြင်းနဲ့ဆိုပါတော့ဘဝင်ကစွန့်မြင့်နေတော့တာပဲဒိန်ချော့ဒါလို့ခါစားစီကွယ်မမနိုင်ရွာစံတော်မူပါဗျာဘယ်နဲ့နိုင်ရွာစံမှာတို့ဟာဘောက်တယ်လားဒီမှာပိတ်တတိယနော်မကြည့်ရတာကြာလို့တဲ့ကိုမွဲ့နောက်ပိုင်းဇက်ထုတ်နဲ့ထုတ်ခင်းပြပါဆိုပြီးတော့စာလေးတစ်စောင်ကိုဟာကိုပြစ်တင်ရပိတ်တက်ကခိုင်းစီလို့ခိုင်းမနေလို့ရပါလေဆိုတဲ့ကြောက်ငါကကြည့်လို့ငါပြစ်တင်တာပဲအေးကဲအဲ့တော့ကျွန်တော်ကဒီဇာတ်လမ်းမှာဖရာတကာကြီးဥဖိုးစိန်ကတော့တယ်ယောက်ျားဗရာကိုကျွန်တော်ကမှာမိမဗရာကျွန်တော်ယောက်ျားကတော့ယောက်ျားဗရာပေါ့ဗျာယောက်ျားလားကျွန်တော်ကယောက်ျားငါတော့ပတ်စံပေးမှာပြီဒီဘောမဆောင်ခမမဆောင်ဘယ်လိုဖြစ်မင်းယောက်ျားအဝိဇ္ဇာနဲ့တဏှာမခွတ်တတ်သေးဘူးအဝိဇ္ဇာနဲ့တဏှာမခွတ်တတ်သေးဘူးအဲ့ကျွန်တော်ကဆိုးမဲ့ငုံမဲ့လုံးမဲ့မင်းသားအဲ့ယောက်ျားဗရာကမှာနော်မင်းသားဆိုတော့ဘယ်လိုဗျာကျွန်တော်ကဆိုးမဲ့ငုံမဲ့လုံးမဲ့မင်းသားဆိုခမရတလိษံကမင်းကတော့ငါပါအောင်ပါတလိษံကပါပါဦးမင်းဟာဒီစနေတော့မင်းသားငါတလိษံဖြစ်ပါတလိษံအတာဘယ်လိုဗျာကောင်းငယ်မှာပက်ခံဆန်ရနေတဲ့စွန့်နေကြတယ်ခွေးတို့ဝက်တို့ဒီလိုလိษံမျိုးမဟုတ်ဘူးစွန့်ကောင်းငယ်မှာပက်ခံဆန်ရတဲ့စွန့်မင်းအော်ဒီအဲ့ဒီဇာတ်တို့ခမရစွန့်လို့ငါပြန်ကုတ်တော့ဘယ်နဲ့လုပ်လို့မကုတ်ပါဘူးဗျာဟုတ်စွန့်တော့တန်လောက်ပါမယ်ကုတ်မိဘယ်နဲ့လုပ်မကတော့တန်လောက်ပါမယ်အဲ့လိုဇာတ်လမ်းကိုကကင်းနေကျွန်တော်ကြိုးပြီးတော့ဇာတ်တိတ်ခံကျွန်တော်တို့ကတားဖာမြောက်အစာပြတ်ရေးပြတ်နဲ့မတ်တက်ကခွေလဲတေလို့ဝင်တော့တုတ်တန်တစတင်းငိုင်းဝမှာတားဖာမြောက်ကအိတ်တားဖာမြောက်အိတ်ကိုခမရစွန်အစာဆာလုံးမသိခလေးကိုစွန်ကထိုးသွားမှာခလေးကိုစွန်ထိုးသွားတော့အဲ့မှာကျွန်တော်ကတားဇောနဲ့အာရပါရလွန်ချလိုက်တော့ကြည့်နေတဲ့ပိကမြိတ်ကိုဘောက်ခနဲ့အဲ့ဒီခန်းကိုကျွန်တော်ကလွန်ကငါစွန်းဟုတ်ပြီဒါပေမဲ့စွန်းဆိုတဲ့နေရာမှာတခုတော့ခွင့်ရတောင်းနေတယ်ပါငါစွန်းကိုငါလိုချင်တဲ့အယောင်ရမှာဖြစ်စွန်းမအညိုအမဲပုတ်ဒါပဲတိုးတက်နေတဲ့သိပ္ပံပညာထွန်းကားတဲ့ခေတ်မှာပန်းတွေကိုလိုချင်တဲ့အယောင်ကြီးပြောင်းလို့ရတယ်သိပ္ပံပညာရှင်တွေကငတ်တွေကိုလည်းလိုချင်တဲ့အယောင်ကြီးမျိုးတွေဆက်လို့ရအဲ့တော့ငါစွန်းဘာယောင်နဲ့ကောင်းမလဲဆိုတော့စွန်းကစတော်ဘယ်ရီယောင်လေးစွန်းကစတော်ဘယ်ယောင်ကြောက်ကြဘူးဗျာမင်းမကြဘူးပဲနဲ့သိပ္ပံပညာတိုးတက်နေတဲ့ခေတ်မှာငါစွန်းမင်းကစတော်ဘယ်ရီယောင်အဲ့ဒီအယောင်ရမယ်ဆိုရင်ငါစွန်းအဲ့တခုတော့ရှိတယ်နော်ပြောထားငါဆိုငိုပြောပြီးတော့စွန်းရင်အိတ်ပြီးဟဲ့ဆိုတော့မှငါအဲ့မှာတဲဆိုလာထူဟုတ်ပြီဗျာဇက်တိုက်ထားပြီးသားနော်အိတ်ပြီးဆိုတော့မှဟုတ်ပြီကျွန်တော်ရင်စမယ်နော်ဒီဝေးဆော့စရာမကြီးရန်ကတော့အောက်ကကြောက်ထားရလားဟာကြောက်ပြီလား
ကောက်ခွားကအေးဖားကောက်ခဲ့ပါလေးပိုင်းလုံးပါ ဘာပိုင်လောင်းဝေးပါ လူမြက်ကဲတောင်းတောင်းတောင်းနဲ့ လုံးနေတောင်းတောင်းနဲ့ သေးကောင်းပါပါ ဘာကောင်းကသေးမျိုးထောက်ရတာမလွယ်ဘူးနော်ရှင်အဝိဇ္ဇာနဲ့မကွဲဘူး မမကလည်းမထောက်ပါနဲ့နော်ကဲတော့ဒီကွာကဲဒီလေပေါ့ကဆုံးနေနေဝင်လာလိကဆုံးဒီကဆုံးရဲ့ချင်းချင်းချက်ဝဲသားလာမှာကောဘူးရှိပါရဲ့ကွာအဲ့ဒီကွာကဲဆိုရင်အဲ့ဒီရဲ့ဒါဆိုတော့ဆိုရင်အဲ့ဒီဟဲ့အားပဲရှင်လာရဲ့ ခုနဇက်တိုက်ထားတယ်လေမဆွန်းနဲ့ခလေးအိပ်ပြီဆိုလို့ရှိရင်ဆွန်းကခလေးကိုထိုးကျွန်တော်လုံးမယ် ဆိုရင်အိပ်ပြီးဟဲ့ဆိုငါလာ ခလေးကိုထိုးကျွန်တော်လုံးမယ်အောက်ကပြေးတဲ့ညိတ်ရောအေးဆွန်းရဲ့အိပ်ပြီဟဲ့ ဘယ်နှစ်နာရီလောက်တိကျလာခဲ့ရ ဆွန်းရဲ့အိပ်ပြီဆိုရင်ထိုးတော့လေ 4 o'clock past 9လောက် မလေးအောက်ကလားလို့မဟုတ်လားဆွန်းရဲ့အိပ်ပြီဟဲ့ဟိုဘက်မှာငါတက်နေပြီလေဆွန်းရဲ့အိပ်ပြီဟဲ့ ဆွမ်းမပရိပါပါလေတောင်းရှိတယ်လေလေးတော်စင်းတောင်းမင်းကျွေးကြီးတွေဝဲအော်လေးဒုတိယငါမြတ်လည်းလာဟဲ့သွမင်းနဲ့ဟဲ့帅，帅，နောက်ကြီးကျွန်တော်သားလေးဆွန်ဆိုးသွားလို့ဆွန်တကောင်ဒီဘက်လာတာမတွေ့ဘူးလား帅， ခလေးဟိုမှာလေနင်းမင်းနဲ့ဘာမှမလုပ်ရသေးဘူး အော်မထိုးရသေးဘူး မလုပ်ရသေးဘူး အော်ငါထိုးပြီးအောင်ပြီလို့ပြန်ထိုးအေးပြန်ထိုးဆွန်ရဲ့အိပ်ပြီဟဲ့ တောင်းဒီချက်ပြမင်းလေးလို့ဒီတောင်းမင်းဒီဒီမှာလေဒုတိယငါသွမင်းဟဲ့စာရှာလို့စာရေးသားစာများလို့စာရှာထွက်လာတာဟမ်တုံးတယ်တင်းရင်ဝါမှာဒါဘာကြောင့်ပြောင်းဆောင်နေရတယ်အိပ်နေတယ်ဘယ်နဲ့အိပ်ဆောင်ဆောင်ရ မင်းပြန်လို့ပေကလာလုံနေတယ်ဥစ္စာ ပေကလောက်လုံနေမင်းလုံပုံပိုင်ကိုဟုတ်လားမဟုတ်လားဆိုတာအကက်ခတ်ဟုတ်ကဲ့အကဲမခနဲ့ဖေးရလိုက်အဲ့ ဆွန်ရဲ့အိပ်ပြီဟဲ့ အစာရခဏလို့စာချထွက်လိုက်တာဒါဘာနေရောက်တုတ်တယ်တင်းရင်ဝါမှာဒီဘဝဝကျွေးပါလေဝကျွေးပါနေနော်ရကိုမင်းဖြစ်ချင်းမင်းရဘုံရင်းနေလို့မင်းရဘုံရင်းနေလို့ဆင်းရဲမတရားမနေနင်ကလုံးပါလားငါလုံးပါ ဆုံးမတနာလို့ဒီကမလို့ မတနာနဲ့အစာခွန်နေတော့မစားရသေးတယ်ဆုံးငါပြက်ရစုပ်ပြတ်တိုင်ငါပြက်ရဆုံးထိုးကလေးငါမိုးလည်း ဘာတနာလို့မရ မတနာနဲ့မမိုးနဲ့ဆွန်ရဲ့အိပ်ပြီဟဲ့ တော့ကတော့ဒီမညိုင်မှာတားဖတ်ရအိတ်နေရတယ်လူကြီးခိုးအကောင်းလား လူကြီးကိုမထိုးပါနဲ့ ဟုတ်လားကလေးပဲထိုးမှာဒါပေမဲ့လူကြီးကိုထိုးမှလည်းစဉ်းစားတယ် အမလေးငါ့ကိုထိုးဖို့မစင်စားနဲ့စဉ်းစားတော့မခံ စင်စားတော့မခံဆွန်ရဲ့အိပ်ပြီဟဲ့ဘာလို့မလဲမသိဘူး အေးပြောနေကြတယ်ဟိုရှိကအဖွာရီဒုက္ခချီလိုက်မယ်တော့အာစီကိုပါရောလေမလေး帅ကျုပ်သားဟောလဲဆိုချင်းငါပလီပဲဟောသွားပါလေငါပလီဘာလို့ဖြစ်လို့ဟာမင်းကိုမင်းသားဖြစ်အောင်စေတနာနဲ့ကုညီရဲ့စွန်လေ အေးလေ မင်းကငါပလီလေးပါလေငါဘာလေးပလီနေလို့မင်းထိုးလို့ထိုးရမူပါမူလဲရအောင် ဟုတ်ကဲ့ဘုံလီတာငိုချင်းအဆောက်ငါပလီပဲဟောသွားပါလေ ကိုင်းနဲ့မှာပါတယ်မင်းကိုကုညီရဲ့စွန်ကိုမင်းမျက်နှာထောက်ထားပြီးအမွှနေပြီးစွန်ကိုခေါ်ရမယ်ငါပလီလို့ပြောကြမလို့ဘူး ငါဘယ်လိုငိုอ่ะ ငါဖယားကစတော်ဘယ်ရီအောင်ပဲကိုကြွပါလေဒီလား ငါထဲမှာငါဖရားကစတော်ဘယ်ဒီရောက်ဟိုအေးကပြန်ထုတ်ငါဖရားကစတော်ဘယ်ဒီရောက် အဲ့ဒါကိုယ်ကညောင်း အေးဒီဟဲ့ဆွေးအေးဒီဟဲ့ โอ้เฮ้ยจ่ายแล้วกว่า အဲ့ဒါခလေးနားလေလား
အဲ့ဒါခလေးဟမ်ဆောင်းကြီးအောင်ကြီးကထိုးရသလားတာကြီးသမီးချင်းကိုချင်းစာနာတဲ့စိတ်မရှိဘူးလားအဲ့ဒါခလေးထိုးရင်ငင်းငင်းသားသားထိုးပါဆောင်းကြီးအောင်ထိုးရသလားပြန်ထိုးဆိုရဲအဲ့ဒီပြောရကြတော့ခလေးကကျန်းလို့အေးပြောနေကြတယ်ကိုရှိကအာရင်စာပြီးသက်ခွာကြည့်နေတော့အာစီကိုပါလဲပြေးလေတော့နော်ပြေးလေတော့နော်ช่วยเนี่ย微သွားတယ်ကျုပ်သားလည်းဆိုချင်းငဲ့ပရိပဲပြင်လိုက်ကြမှာအခုပြင်လိုက်ကြမှာပြင်စမ်းမှာမပြောလားပြင်ထွက်ချပြင်လိုက်ကြမှာငဲ့ဘရတွေကစကောဘယ်ရောက်မဲကြွားပါလေပြန်ချပါပြန်ချမချဘူးအမေပြန်ချပါဦးမချဘူးလေရာငိုချင်းကကိုပြောပြန်ချပါဦးဖုန်းကတနာတဲ့ဟုတ်ဗျာပြန်ချလို့ငါပြန်ချလိုက်ပါဟုတ်ဗျာပြန်မချနေရင်မင်းငိုချင်းကိုပြန်မချပါနဲ့အုံးလို့ကိုမင်းပြန်ချဆိုငါပြန်ချမှာပြန်ကိုချအောင်ပါပြန်ချအောင်ပါပြန်ချအောင်ချခဲ့အောင်ပါဒီစိတ်ကရှိတယ်အဝိဇ္ဇာနဲ့တဏှာမကွဲသေးဘူးပြန်ချပါအဲ့ဒါပြန်မရွာစားရင်ပြန်ပြီးလို့ဆမ်းမကျုပ်သားလည်းဆိုချင်းရောရှိရတယ်ကျုပ်သားလည်းဆိုချင်းငဲ့ပလီပဲပြင်လိုက်သမှာငဲ့ဘုရားကစကောပဲရောင်ပဲကြွားပါလေပြန်ချပါဦးလို့မဆိုအောင်ပြန်မချပါနဲ့ပြန်မချပါနဲ့ရွာစားသမင်ကောက်နဲ့ရှိရွာစားစိတ်နှံ့ညံခင်ဗျဘယ်လိုလုပ်တာတော့ဗျာဘာဖြစ်ရမှာလဲတော့ခင်ဗျာသူ့ရဲ့လုံးတာလုံးနဲ့တားကိုစွန်ထိုးသွားလို့တားစွန်နဲ့ကျွန်တော်အားရပါရလုံးနေတာရွာစားရဲ့ခင်ဗျစပင်းရှိနဲ့တန်းတုံနေသလားဟင်ဒီမှာနဲ့ပို့ပေးပါကျေးဇူးရှင်ရွာစားရဲ့ငိုချင်းလေဗျာငိုချင်းနဲ့ပြောင်းကြီးငိုချင်းလုပ်ပြီအေးလေဗျာတော့မင်းတို့ရွာလုံးကိန်းသားလည်းညောင်းလာပြီဒီပါဦးမရွာစားနေပြီနေဗျာစွန်လို့လာကြပြီတခါမှအနောက်ကြားကြီးကြိုင်မပေးဘူးဗျာဟုတ်ဗျာခဏလေးကြားကြီးကြိုင်ညောင်းနေရွာစားနေပြီခဏလေးလားညမကြီးလုံးနေပြီလို့ကြားကြီးမကြိုင်နိုင်ဘူးဝေးသွားနေရွာစားရင်ဟုတ်ပြီကျွန်တော်ပြန်ငုံမယ်နော်အခုလားညာအမလေးပေါင်ငိုอ่ะကျွန်တော်သိပြီကိုရွှေရွာစားရင်သဘောပေါက်ပြီကျွန်တော်ငိုတာဆိုတာခွန်းတောက်လူဘုံတောက်လူဖြစ်နေအမလေးမပါတော့ခမရမတီးဘူးအမလေးဆိုရင်ရွာစားခမရတီးပြီနော်ဟုတ်ကဲ့ညောင်းလာပြီဟုတ်ပြီဟိုမှာရွာစားနေပြီရွာစားအမလေးဆိုရင် तू တီးပြီတဲ့မှတ်ကြအားလုံးမှတ်ကြအမလေးဆိုရင်ရွာစားတီးပြီနော်ဟုတ်ကဲ့အမလေးဆိုရင်တီးတယ်ဆိုရွာစားရင်ဟုတ်အင်းကျောင်းလာရဆိုချင်းငဲ့ပလီပဲဟုတ်လားပြင်လိုက်စမ်းပါပြင်လိုက်စမ်းပါငဲ့ဘုရားကစကားပဲရောက်ပဲကြွားပါလေပြန်ချပါဦးလို့ပြောပါပြန်မချပါနဲ့အမလေးကမချပါနဲ့ဟုတ်တယ်ဗျကိုရီးယားကျွန်တော်စောစောကငိုတာခွန်းတောက်လို့ဘုံတောက်လို့ဖြစ်ရွာစားမကြီးရွာစားသူကအမလေးဆိုတာဟုတ်လေကိုချေရစားခမရငိုချင်းစာအမလေးရမင်းပြောတယ်ဒီလိုပြောလို့မရမင်းပြောတဲ့စကားတွေမှာအမလေးဆိုတာကိုစား